မင်္ဂလာပါရှင်ရိုးစိန်မှာထပ်မံကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ခါမှာတော့ချင်းမောင်အနေနဲ့ခီးကြီးသွားမှာ brand လေးနဲ့ချိန်မိုးချင်တဲ့မမတွေအတွက်ကိုတိတက်ပြပေးတာဖြစ်ပါတယ်ရှင်ဒါလေးရာခလေးလေးလည်းပို့လို့ရပါတယ်10နှစ်17နှစ်လောက်နေစားပြီးပို့လို့ရပါတယ်နော်မမရင်ဆိုင်30လောက်နေစားပို့လို့ရတယ်ရင်ဆိုင်44 42 44လောက်ထိပို့လို့ရပါတယ်ရှင်ဒီဆိုင်ဆို46ထိတော်ပါတယ်နော်မမတို့ကြတော့ဘောင်းကြီးမှာလိုမျိုးအလျှော်တိလို့လို့ရတာမျိုးလေးလည်းပါပါတယ်ပြီးတော့ဒီဟာကြီးကတော့ sticker ရင်လုံးဝမဟုတ်ပါဘူးမမဒါကြီးကကွာလို့မရတဲ့ဒါချီထိုးရတဲ့ပုံစံမျိုးလေးလို့ဒါပြည့်တဲ့ကြောင့်ချင်းမောင်တစ်ထည့်ဝဲပြီးကွာပါမှာလုံးဝစိတ်ပူစရာမလိုပါဘူးနော်မပြချီလာတာအေးလေးဖြစ်ပါတယ်နော်မသူဒီဇိုင်းလေးရချစ်စရာလေးဘာလို့မှဆိုတော့ဒီလိုမျိုးလေးဒီဇိုင်းလေးပေါ်လာတာဖြစ်ပါတယ်မသူပြီးတော့ဘောင်းမီလေးအောက်စီးလေးပါမသူပုတ်ဖက်နဲ့လေးဝတ်ပြီးတော့လုံးဝစတိုင်မူလေးကြားလို့ရပါတယ်ရှင်အယောက်ကလည်း4ယောက်လာပါတယ်နော်မဒါဆိုရင်နောက်ကလည်းဒီမှာလေးပြန်လာခဲ့ပါမယ်ရှင်ကဲဒါလေးကတော့မကားလိုက်နဲ့ပြန်အောင်လေးပါရှင်နဲ့ပြန်အောင်ဆိုတော့ဒီမှာအယောင်လေးကပပေလူကိုပို့ပေးသွားနေတဲ့အယောင်လေးလို့ပြောရတယ်မဟုတ်ပါဘူးသူကအားလာနဲ့ပြန်အောင်မဒီ edit လေးကအတူနဲ့တွေ့တော့ edit လို့ပို့ပြီးတော့လည်းပေါ်လို့စေပါတယ်နော်မဒါလေးကတော့ကားလိုက်နဲ့ပြန်လေးပါရှင်ပြီးမှအိတ်ကလေးလည်းပါပါတယ်ကဲဒါဆိုနောက်ကလည်းဒီပြန်လာခဲ့ပါမယ်ရှင်ဒါလေးကအနီရောင်ကားလိုက်လေးပါရှင်အနီပေါ်မှာလုံးဝအဖြူ edit နဲ့အနီရေးရေးဆိုလေးစိတ်တယ်မှဆိုကိုယူကားတဲ့မမတို့ဒီဇိုင်းအရန်လာမတော့ပို့ပါလိမ့်လို့ရပါတယ်နော်မဒါလေးကပိတ်နဲ့ခလေးပေါင်လေးပါဆိုရင်ပိတ်နေဆိုရင်လည်းယောက်ျားလေးလည်းဝတ်လို့ရပါတယ်နော်မကြီးလေးမှကြာကိုလုံးနေထားရေစိုက်30ကနေရေစိုက်40နဲ့44လောက်ထိရမယ်တေးစိုက်46အဲ့လောက်စိုက်တွေဆိုရပါတယ်နော်မပေါင်လေးအိမ်မလေးလည်းဝတ်လို့ရပါတယ်ရှင်ဇိုင်းလည်းလေကဲနောက်ဆုံးကာလာလိုက်တရောင်ပဲကြံมาတော့တယ်နော်မတို့ဒါလေးကတော့နောက်ဆုံးကာလာဖြစ်တဲ့အနက်ရောင်လေးပါရှင်အနက်ရောင်ဆိုတော့ကျမတို့မောင်လေးတို့ညီမလေးတို့လုံးဝကြိုက်ကြရတော့အမှန်ပါပဲဒါပေမဲ့အနက်ရောင်လေးပဲဒီကာလိုက်4ရောင်လေးမှာညီမလေးတို့အနီတို့ဖြူနဲ့အနက်တော့လုံးဝတော့မအရောင်အရင်လဲတယ်ကြောက်ဒါလေးကတော့နောက်ဆုံးကာလည်းအနက်ရောင်လေးပါရှင်ဈေးနှုန်းလေးရဲ့ချစ်မတို့ဝမ်းဆော့ချစ်မတို့တက်တန်လေးရောင်းလာပေးတာပါတယ်ရှင်လိုချင်တဲ့မတ်လေးရဘိုင်ဘာဖုန်းနံပါတ်39 88998365ဒါမှမဟုတ်39963080တောက်တလုံးနောက်မှလည်း399866လုံး5လေးဆက်သွယ်ပြီးမှာယူနိုင်ပါတယ်နော်တက်တော့စီပြရတယ်လည်းမှာယူမင်းများလို့ရပါတယ်ရှင်ဒါဆိုရင်တော့ဗီဒီယိုအဆုံးလေးကြည့်ပေးတဲ့မှာကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုကျရင်လည်းဘလို့ဝမ်းဆက်အစ်စ်လေးလာမယ်ဆိုတော့ဆက်မကြည့်ရှင်းပေးကြပါဦးနော်မဒါဆိုတော့ဗီဒီယိုလေးကြည့်ပြီးတဲ့မှာကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ